လေးရက်နေတော့လည်းဆော့ပလာထူးတို့အဲ့ဒီကရင်စီဝါရေးသမားဆော့ပလာထူးတဲ့ဘို့ချိုကြီးစောမြတ်နေအထိလာပြီးတော့ရန်ကုန်မှာဆေးသွားဖို့ဆိုပြီးတော့လာရောက်ပြီးတော့တွေ့ဆုံတော့လည်းပါခဲ့တဲ့ဥဆောင်ခဲ့တဲ့လူဖြစ်ပါတယ်ဒါမလို့ဘို့ချိုကြီးအဲ့ချိန်မှာတော်နေမကောင်းဖြစ်ပေမဲ့လို့ဘို့ချိုကြီးကတော့ဒီတော်လိုင်းရေးတတိအများကြီးရှိတယ်ဆိုတဲ့အတိုင်းပဲသူတို့နေမကောင်းတော့အဲ့လိုမျိုးအားငယ်နေတဲ့ချိန်ကိုတို့လာပြီးတော့ချောင်းပေါက်လုံးလို့ရလိမ့်မယ်လို့ကောက်ကြည့်ကောက်ကြတဲ့လိုလာပေမဲ့လို့ဟိုချုပ်ကြီးစောပုံများတဲ့သူရဲ့စနေကနေပြီးတော့လုံးဝလည်းမခံမဲနဲ့ညထုံးကနေပြီးတော့ရှက်တကွဲနဲ့ပြန်ပြီးတော့လှည့်သွားတွေ့ဘူးဆုံမှုတဲ့ကရဲ့မြို့သားအစည်းအဝေးဥက္ကဋ္ဌလည်းဖြစ်ဒီဘီဥက္ကဋ္ဌလည်းဖြစ်တဲ့စောပုံများဘုံချုပ်ကြီးစောပုံများအမတားမှယူသားတယ်အမတားမှပွင့်လန်းတယ်နိုင်ငံရေးပြဿနာများကိုကစားခြင်းပြုခြင်းမရှိဘူးနဲ့ယူသားမှကလုပ်တဲ့ဆိုပရမတ်တွေ့ရတယ်ဒုတိယအချက်ကတော့ဘုံချုပ်များဟာသူတို့အရေးမဲ့ကရင်ပြည်သူတွေဘက်ကအမြဲတမ်းရပ်တည်ပြီးတော့မှတော်လှန်နေတဲ့တော်လှန်ရေးခေါင်းဆောင်ပြောဖြစ်တယ်အဲ့လိုပဲသူ့ရဲ့အဘိဓမ္မာသူ့ရဲ့အယူဆတော့တော်လှန်သူတွေဟာအရှုံးမပေးရင်ဘယ်တော့မရှုံးဘူးဆိုတဲ့ဟာကိုစွဲစွဲမြဲခိုင်မှာရည်တည်ကောင်းတော့ဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်